မင်္ဂလာပါဒေါက်တာဇော်နိုင်ထွန်းပါ Jesus ခင်ရပါဆရာမနေ့ကနားယိုးနူးနဲ့နှာခေါင်းထိတ်ချုံရတာ2ယောက်ပေါ့နော်2ယောက်ရှိတော့နားယိုးနူးနဲ့နှာခေါင်းထိတ်ချုံတဲ့အကြောင်းကိုနည်းနည်းလေးထပ်ပြောပြမယ်ပေါ့နော်အရင်ကတော့ဆရာဆီနီကွန်နှာခေါင်းခွဲစိတ်မှုအကြောင်းတွေကိုအပိုင်း1နဲ့3ဆိုပြီးတော့ပြောပူတာရှိတယ်ပေါ့နော်အဲ့ဒီမှာလည်းနားယိုးနူးနဲ့နှာခေါင်းထိတ်ချုံတဲ့ဟာကိုအနေချင်းတော့ပြောရတယ်ပေါ့နော်အခုကတော့နားယိုးနူးနဲ့နှာခေါင်းထိတ်ချုံတဲ့ဟာကိုနည်းနည်းလေးဘုဒ္ဓရအောင်ပို့ပြီးကြည်ကြဲပြင်းပြင်းလေးသိသွားအောင်ထပ်ပြောပြမယ်နော်အဲ့တော့မနေ့က case က2ယောက်ပေါ့နော်ပထမတစ်ယောက်ကကျတော့သူကဒီ tip plus T လုပ်ပြီးသားပေါ့နော် tip plus T လုပ်တာသူကဘယ်လိုလုပ်လဲဆိုတခြားဆေးကန်းတစ်ခုမှာနော်တခြားဆေးကန်းတစ်ခုမှာဒီနှာခေါင်းထိတ်ကနားယိုးနူးကိုကျိုးချီပြီးတော့တေးအောင်လုပ်တာပေါ့နော်ကျိုးနဲ့ချီပြီးတေးအောင်လုပ်တာအဲ့တော့ကျိုးချီပြီးတေးအောင်လုပ်တော့သူကထိတ်ကနည်းနည်းလေးကျင်းသွားတဲ့ပုံစံပေါ့နော်ဆရာပြင်ပုံလေးပြပေးမယ်နော်ပုံလေးတွေကလည်းဆရာတို့ဒီ textbook တွေက animation ပုံလေးပဲရွေးပြပေးမယ်ခွဲတဲ့စိတ်တဲ့ဆရာခွဲထားတဲ့ဟာတွေတင်ရင်လည်းသူဖြတ်ချလို့နော်အဲ့တော့မနက်ကဆရာတင်လိုက်သေးတယ်open rhinoplasty ပေါ့နော်နှာခေါင်းဖွင့်ပြီးခွဲထားတဲ့ဟာတင်တော့တစ်တော့ပြန်ဖြတ်လိုက်တယ်ပေါ့နော်အဲ့တော့ပြန်ဖြတ်လိုက်တော့ဒီဟိုဟာလေး animation ပုံလေးဆရာဖတ်နေကြစာအုပ်ထဲက animation ပုံလေးရွေးပြပေးမယ်နော်သူကဒီလိုပေါ့နော်ဆရာတို့ဒီမှာဒီနှာခေါင်းထိတ်ကိုကြိုးချီတာပေါ့နော်ဒီထိတ်ကလေးကိုကြိုးချီတာပေါ့ medialization of lateral crura လို့ခေါ်တယ်ပေါ့နော်ဒီထိတ်လေးကိုကြိုးချီပြီးတော့သူကထိတ်ကလေးကိုစုသွားအောင်ပေါ့နှာခေါင်းထိတ်ကလေးစုသွားအောင်လုပ်တာပေါ့နော်အဲ့လိုကြိုးချီတဲ့အခါမှာသူကဒီလို pressure ရှိတာပေါ့နော်ပေါ်ကြိုးချီလိုက်တော့ဒီကောင်ကကျက်သွားပြီးအောက်မှာသွားပြီး pressure ဖြစ်တယ်ပေါ့နော်အောက်မှာသွားပြီး pressure ဖြစ်ပြီးတော့ downward ပေါ့ဒီမြားလေးမြင်ရမယ်တင်တယ်နော်ဒီမြားအနီလေးလိုပဲနှာခေါင်းကပို့ပုတ်သွားတတ်တယ်နော်ပို့ပုတ်ပြီးတော့အောက်ကိုကျသွားတတ်တယ်ပေါ့နော်အဲ့လိုကျသွားတတ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒီနှာခေါင်းထိတ်ကချွန်တဲ့လောက်မချွန်သွားဘူးအလဲကိုတိတ်မဆုသွားပဲနဲ့အောက်ကိုပို့ပြီးသွားတတ်တယ်ပေါ့နော်အဲ့ဒါတစ်ချက်ပေါ့အဲ့တော့မနေ့ကမနေ့ကလာတဲ့ပထမတစ်ယောက်ကအဲ့လိုမျိုးကြိုးချီလိုက်တယ်ကြိုးချီလိုက်တော့နှာခေါင်းထိတ်ကကျင်းမသွားပဲနဲ့ပုံမှန်တိုင်းပဲနည်းနည်းလေးလဲသူကဒီလိုလေးပြားသွားတယ်ပေါ့နော်ပြားပြီးနည်းနည်းလေးအောက်ကို downward fold လေးရသွားတယ်ပေါ့အဲ့ဒါကိုဆရာနားယိုးနုနဲ့ပြန်ခြုံပေးထားတာပေါ့နော် before after ပုံကတော့ client ညီမလေးက privacy ရမတင်ပါနဲ့ဆိုလို့ဆရာမတင်ပေးတော့ဘူးပေါ့နော်အဲ့တော့နားယိုးနုကိုဘယ်လိုပြန်ထည့်လဲဆိုတာပြန်ပြမယ်နော်အဲ့ဒါကိုလည်းဆရာဒီ textbook တွေက animation နဲ့ပဲပြနိုင်မယ်အပြင်ခွဲထားတဲ့ပုံတင်ဆိုတော့ပြန်ဖြတ်ချခံရမှာဆိုလို့နော်ဒီမှာဆရာတို့က tip only graph ပေါ့နော်နားအယိုးတို့ကိုယူတယ်ယူပြီးသွားရင်ဒီနှာခေါင်းထိတ်ကလေးမှာပေါ့နော်နှာခေါင်းထိတ်ကလေးမှာဒီလိုနှစ်ထပ်ရရင်နှစ်ထပ်သုံးထပ်ရရင်သုံးထပ်ပေါ့နော်တင်ပြီးတော့နားအယိုးအဲ့လိုမျိုးပေါ့နော်ဒီနားအယိုးနုလေးကိုနှစ်ထပ်ရရင်နှစ်ထပ်သုံးထပ်ရရင်သုံးထပ်အပေါ်လေးမှာတင်ပြီးတော့နှာခေါင်းထိတ်ကလေးကိုမြင့်မြင့်ချွန်ချွန်လေးဖြစ်အောင်လုပ်တာပေါ့နော်အဲ့တော့ဆရာမနေ့ကခွဲလိုက်တဲ့မနေ့ကခွဲလိုက်တဲ့ဒီမလေးကတော့နားကြီးတယ်အယိုးနုကကြီးထွက်တဲ့အတွက်သုံးထပ်ရတယ်သုံးထပ်ကိုဒီလိုတင်နေပေါ့ဒီအပေါ်မှာနောက်ထပ်တစ်ထပ်သုံးထပ်တင်ပြီးတော့လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါလေးကတော့တော်တော်အဆင်ပြေသွားတယ်နှာခေါင်းထိတ်ကိုကြိုးချီထားတဲ့ဟာအကြောင်းပြီးသွားတဲ့တန်လေးထက်ရောက်တက်တာသွားတယ်အပေါ်မှာလည်းပြန်ချွန်သွားတယ်ပေါ့နော်ဒါကတော့နှာခေါင်းပေါက်ပေါ့နော်ဒါကနှာခေါင်းပေါက်ဒါကနှာခေါင်းပေါက်ပေါ့နော်ဒါနှာခေါင်းရဲ့အယိုးနုခေါ်တာပေါ့နော်နှာခေါင်းရဲ့အယိုးနုကိုဆရာတို့အောက်ကနေတဲကြည့်တဲ့ပုံစံပေါ့နော်ဒီအပေါ်ကနှစ်ထပ်ထပ်ထားတာဒါနားအယိုးနုတင်တဲ့ပုံစံပေါ့နော်အဲ့လိုတင်တဲ့ပုံစံကိုဒါ only graph လုပ်တယ်ပေါ့နော် nose tip ပေါ့နော် nasal tip only graph လုပ်တယ်လို့ခေါ်တယ်အဓိကယူတာကတော့နားအယိုးနုကိုယူတယ်ပေါ့နော်အဲ့ဒါမျိုးတစ်ချက်ပေါ့နော်အဲ့ဒါကတော့ပထမတစ်ယောက်ပေါ့နော်ဒုတိယတစ်ယောက်ကကျတော့အဲ့ဒါပထမတစ်ယောက်ပေါ့နော်ဒုတိယတစ်ယောက်ကကျတော့ case ကနည်းနည်းရှုပ်တယ်case ကလည်းရှုပ်တယ်ဆိုတော့သူကတာချီလိတ်မှာထိုင်းလူမျိုးနဲ့ခွဲခဲ့တယ်ပေါ့နော်ထိုင်းလူမျိုးနဲ့ခွဲတယ်နှာခေါင်းကဆီလီကွန်ထည့်တယ်ဆီလီကွန်ထည့်တော့သူကပထမဆီလီကွန်ကြီးနေတော့အဆင်မပြေတော့ပြန်ထုတ်ပြန်ညက်တယ်ပေါ့ပြန်ညက်ပြီးပြန်ထည့်တယ်ပြန်ညက်ပြီးပြန်ထည့်ပြီးတော့ဒုတိယတစ်ခေါက်ခွဲတယ်ဒုတိယတစ်ခေါက်ခွဲပြီးပိုးထက်ဝင်တယ်ပေါ့နော်ပိုးထက်ဝင်တယ် infection ရတယ်ဒါထိုင်းလူမျိုးလို့တော့ပြောတယ်တာချီလိတ်မှာခွဲတယ်ဆရာဝန်ဟုတ်မဟုတ်တော့သူလည်းမသိဘူးပေါ့နော်အဲ့ဒီတိုင်းရင်သူအမတယောက်ပေါ့နော်တိုင်းရင်သူညီမလေးပဲပြောပါတိုင်းရင်သူညီမလေးတယောက်အဲ့တော့ခွဲလာတော့သူ့နှာခေါင်းကပိုးဝင်ပြီးပုံပြတ်သွားတယ်ပေါ့နော်ပုံပြတ်သွားတော့မိုင်းလာထင်တယ်နော်မိုင်းလာဆေးရုံကြီးကိုရောက်တယ်ဆေးရုံကြီးကိုရောက်တော့ပိုးဝင်တဲ့ဟာကိုဆရာဝန်နေနဲ့ပြပြီးတော့ဆေးရုံမှာကုတယ်ပိုးဝင်တာတက်တာပြီးတော့ဆရာမိုင်းလာကဆေးရုံကဆရာဝန်တွေကဒီရန်ကုန်မန္တလေးမှာရှိတဲ့အလားပါရေခွဲစိတ်ဆရာဝန်တွေနဲ့တွားပြီးတော့ပြန်ပြင်လို့ရတယ်လို့ပြောလို့ဆိုပြီးတော့သူနှာခေါင်းပုံပြတ်တာကိုဆရာစီလာပြတယ်ပေါ့နော်အဲ့တော့နှာခေါင်းပုံပြတ်တဲ့ဟာလေးတော့ထည့်ပေးမယ်ခွဲပြီးချင်းပြန်အဆင်ပြေသွားတဲ့ဟာတော့တက်ဗီဒီယိုတင်ပေးမယ်ပေါ့နော်အဲ့တော့ညာဘက်နှာခေါင်းပေါက်ကသူကပိုးဝင်ပြီးခြိုင်ပြီးတော့ထဲကိုဝင်သွားတာပေါ့နော်မာရွတ်ဖြစ်သွားတဲ့ဟာကိုဆရာပြန်ပြင်ပေးထားတာပေါ့နော်အဲ့ဒါကိုလည်းဆရာဒီခုနကတော့ tip only graph လို့ခေါ်တဲ့ဒီနားယိုးနုလည်းထည့်တယ်ပြီးရင်ဟိုဟာပေါ့ဆီလီကွန်လည်းပြန်ထည့်တယ်ဆီလီကွန်သူထည့်ထားတဲ့အဆင်မပြေတဲ့ဆီလီကွန်အမာပေါ့သူကတော့ဆီလီကွန်အမာကိုတုံးထားတယ်အဲ့ဆီလီကွန်အမာကိုပြန်ထုတ်ပြီးတော့ဆရာစီမှာတုံးတဲ့ဆီလီကွန်အပြော့ကိုပြန်ထည့်တယ်နှာခေါင်းဆီလီကွန်အပြော့ထည့်ပြီးတော့နားယိုးနုနဲ့အဲ့ဒီအမာရုပ်ဖြစ်သွားတဲ့နေရာတွေကိုရှင်းပြီးတော့ပြန်ပြင်ပေးထားတာပေါ့နော်နှာခေါင်းထိပ်မှာနားယိုးနုပြန်တင်ပေးပြီးတော့ပြန်ပြင်ပေးထားတာခွဲပြီးချင်းဗီဒီယိုကတော့တက်ပြန်တင်ပေးမယ်သူနှာခေါင်းတန်ဖြစ်သွားတဲ့ဗီဒီယိုလည်းအဲ့နောက်တဲ့ဗီဒီယိုတစ်ခုမှာတက်ပြန်တင်ပေးမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာထည့်လိုက်ရင်ပြန်ပြီးတော့ဖြတ်ချခံရမှာဆိုလို့နော်အဲ့တော့စိတ်ဝင်စားတဲ့လူကဆရာအကောင့်ထဲမှာဝင်ကြည့်ကြပါနော်ခွဲရစိတ်ဓာတ်ကြောက်တဲ့လူကတော့မကြည့်ပါနဲ့နော်
သွေးထွက်တာတွေပါတယ်ပေါ့နော်သွေးထွက်တာတွေပါတယ်နှာခေါင်းဖွင့်ထားတာလန်ထားတာ open ပေါ့နော်ဆရာအများကြီးပြောတယ် close rhinoplasty open rhinoplasty နှမျိုးရှိတယ်ပေါ့နော်နှာခေါင်းခွဲတယ်ဆိုရင်အဲ့လိုအကုန်လုံးလန်ချလိုက်တာ open ပေါ့ဖွင့်ချလိုက်ပြီးတော့ခွဲရရှိတယ် close ဆိုတာကြောင့်ဆရာတို့နှာခေါင်းပေါက်တရားပဲခွဲတဲ့ဟာပေါ့နော်နှာခေါင်းပေါက်တရားခွဲတဲ့ဟာတွေကိုပဲဆရာတင်လေးတင်ထားရှိတယ်ပေါ့နော်ဆီလီကွန်ထည့်တယ်ဆိုရင်လည်းဆရာတောင်းတောင်းဆိုရင်ဂျိုးလည်းမထိုးဘူးfiller လည်းမထိုးဘူးတဲ့လူတွေဆိုရင်တော့ close နဲ့လောက်တာများတယ်ပေါ့နော်များသောအားဖြင့် close နဲ့လောက်ချင်တာအပြင်ဒီအလေတဲ့မှာအမာရုံမကျန်ဘူးပေါ့နော် open ကတော့ဆရာတို့ကလိုမဖွင့်တယ်ပေါ့လိုမဆိုတာခုန case လို့နှာခေါင်းပုံပြတ်သွားတယ်ပြန်ပြင်ရတဲ့ဟာမျိုးဆိုရင်တော့ open လန်ရတယ်ပေါ့နော်ဟိုတနေ့ကဆိုရင် revision ပြန်လုပ်ရတယ်ဆရာတို့ silicone revision ပြန်လုပ်ရတဲ့အတွက်ကြောင့်မလို့နာယုံနူလည်းထပ်ထည့်ရတဲ့အတွက်ကြောင့်မလို့ဒီနှာခေါင်းပြန်ပြီးတော့ဖွင့်ပြီးတော့ခွဲတဲ့လူတစ်ယောက်ပေါ့နော်အဲ့ဒါ17ရက်နေ့လောက်ကဖြစ်မယ်ထင်တယ်နော်အဲ့ဒါလေး open ဖွင့်ပြီးခွဲတယ်အဲ့ဒီ open ခွဲတာတွေတော့တိတ်မတင်ဘူးပေါ့နော်တင်လိုက်ရင်တော်တော်များများကြောက်စရာကြီးပါညာမှန်းကြမှာနော်ပြီးရင်ဟိုလန့်ကုန်ကြမှာပေါ့နော်အဲ့တော့ဆရာအကောင့်နဲ့ခွဲရစိတ်ဓာတ်တွေစိတ်ဝင်စားရဲဆိုဝင်ကြည့်ပါအဓိကတော့ session တွေပြည့်ပြီးကြည့်လို့ရတယ်နော်သွေးတွေပါထွက်တာမကြောက်ဘူးဆိုရင်ဝင်ကြည့်ပါနော်ကြောက်တတ်တယ်ဆိုရင်တော့မကြည့်ပါနဲ့ဆရာဗီဒီယိုတွေကိုလည်းအဲ့လိုခွဲပြီးတော့နောက်ပိုင်းတင်တယ်ပေါ့နော်အဲ့တော့ခွဲတာစိတ်ဓာတ်တက်တင်မယ်ဒီလိုမျိုးဘုသူဒအနေနဲ့စကားပြောပြီးတော့တင်တဲ့ဟာတစ်ပိုင်းပေါ့တက်ပြန်တင်မယ်ပေါ့နော်အဲ့တော့ခွဲတာစိတ်ဓာတ်ကတော့ for you တွေဘာတွေမှာပေါ်လာမှာမဟုတ်ဘူးတက်ဆရာအကောင့်တွေကိုတမင်တက်ဝင်ကြည့်မှာကိုတွေ့ရလိမ့်မယ်ပေါ့နော်ခွဲတာစိတ်ဓာတ်ရဲ့ဗီဒီယိုတွေကတော့နော်အဲ့ဒါတွေကတော့ကိုစိတ်ဝင်စားရဆိုဝင်ကြည့်ကြည့်ပါနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်